ထုကြောင်းကန်စီဒီပထိုးတွေရှောက်လန်းတွေဟိုတယ်တွေအင်းရှင်းမျက်နှာစာတွေအဲ့လိုနေရာမှာဒီလိုမျိုးဘလောက်တုံးကွန်ကလစ်အမာသားလေးကားအနှင်းခံကွန်ကလစ်ဘလောက်တုံးလေးတွေကိုဒီလိုမျိုးခင်းချင်နေဆိုရင်အရန်တည်သက်လှပတဲ့ဒီဇိုင်းတစ်မျိုးနဲ့အရန်ခန်းခန်းနားနားလေးရမယ်ပေါ့နော်ဒီဘလောက်တုံးလေးကတော့ဒီအရှိမျက်နှာစာဗါလဲအကျေဒီကောင်ကတော့ရှစ်လက်မခွေးပေါ့ရှစ်လက်မခွေးပတ်လေရှိမယ်ရှစ်လက်မခွေးပတ်လေရှိမယ်ဒါကိုဒီဟာကခင်းရတာအရန်လွယ်တယ်ဘာလို့ဆိုတော့သူကဒီဇိုင်းဆန်းနေဆိုမှသူအကွက်လိုက်နဲ့ရှာလိုက်ရင်ရပြီနောက်ပြီးတော့သူရဲ့အယောင်ကတော့ဒီအယောင်ကကိုပီအောင်ရမယ်ဒီမှာအယောင်မပါဘဲနဲ့ဒီလက်မီအယောင်ကွန်ကလေးရဲ့အယောင် original အယောင်နဲ့ရမယ်မဆိုအဝါရောင်ရမယ်မဆိုအနီရောင်ရမယ်မဆိုအမေးရောင်မဆိုလိမ်မော်ရောင်ဒီမှာဆိုအစိမ်းရောင်ရမယ်ဟိုဘက်မှာဆိုဒီဟာဆိုရင်ကိုပီရောင်ပေါ့ရှော့ကလက်ရောင်ရမယ်ဒီမှာဆိုရင်ခင်းနှုံးရောင်ရမယ်အယောင်တွေကတော့အရန်စုံတယ်ဒီလိုမျိုးလှလှပပလေးနဲ့ကိုယ့်ရဲ့အင်ရှိတွေမှာကိုယ့်ရဲ့ဟိုတယ်အရှိတွေမှာနောက်ပြီးတော့ဖျားပထိုးတွေရဲ့6လမ်းတွေမှာနော်ဖုန်ကြောင်းတွေရဲ့6လမ်းတွေမှာဒီလိုမျိုးခင်းထားမယ်ဆိုရင်အရန်ခန်းခန်းနားနားလေးနဲ့အရန်လှပတဲ့ဧရိယာနေရာတစ်ခုဟုတ်ရမယ်ပေါ့နော်ဒီဟာလေးကတော့ကျွန်တော်အခုလိုလို့ရှိမှအကျန်းခင်းပြထားတာပေါ့ဗျာကိုကြိုက်တဲ့အယောင်လေးနဲ့ကိုကြိုက်တဲ့အယောင်တယောင်လေးကိုပဲအပြည့်ခင်းမယ်ဆိုလို့ရတယ်အယောင်2ယောင်ကိုကွက်ပြီးတော့ခင်းမယ်ဆိုလို့ရတယ်အယောင်3ယောင်လောက်ကိုပန်းဖို့ပြီးတော့မှခင်းမယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီဇိုင်းကတော့ကိုအမြင်ကျင်သလောက်အများကြီးလုပ်လိုက်လို့ရတယ်ပေါ့ဒါကတော့ကျွန်တော်ကကျေးဇူးသူတွေရဲ့အမြင်မှာအဆင်ပြေအောင်ဆိုပြီးတော့ခင်းပြထားတဲ့သဘောပေါ့နော်အစင်းရောင်တွေအနေရောင်တွေခင်းနှုံးရောင်လေးတွေကိုပဲ3ရောင်ပဲကွက်ပြီးတော့မှကနုတ်ပန်းလေးအလှပန်းလေးတွေပို့ပြီးတော့မှခင်းသွားမယ်ဆိုရင်လည်းအရန်လှတယ်ပေါ့ဒီကောင်ရခံခမ်းမှုကတော့လုံးဝကားအနှင်းခံတယ်အာမခံလို့ရတယ်နောက်ပြီးတော့သူရဲ့ခင်းပြီးပြီဆိုရင်လည်းသူရဲ့လိုက်ကတစ်ချက်တောက်လိုက်တာနဲ့အရန်ညီညာပြီးတော့မှရန်လှလှပပဖြစ်သွားမယ်ပေါ့နော်သူရဲ့အမာသားတော့ကွန်ကလစ်ဖြစ်တဲ့အတွက်ကားတွေအနှင်းခံမယ်နောက်ပြီးတော့သူရဲ့ဒူးရတယ်နှစ်လက်မကြိုဒူးဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီဟာတွေကတော့အရန်ကိုလှလှပပနဲ့ဆန်းပြပြလေးအခုနောက်ပိုင်းမှာအင်းရှိတွေမှာကွန်ကလစ်တွေခင်းမဲ့အစားဒီဟာလေးခင်းလိုက်တယ်ဆိုရင်မတူကွဲပြားတဲ့အလှတရားတစ်မျိုးရရှိမှာတေချာပါတယ်ဗောနော်မိတ်ဆွေများအနေနဲ့ဒီလိုမျိုးဟာကိုဒီလိုမျိုးခင်းမဲ့ကိုကဆက်သိရှင်နေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3969 9815589ကိုဆက်သိလို့မြင်လို့ရတယ်ဗောနော်ကုန်ကြစရိတ်နဲ့ဥစ္စာနဲ့ကိုကျွန်တော်တွက်ချက်ပေးလို့ရတယ်ဗောနော်ဒီလိုမျိုးကိုကဒီဟာလေးဒီနေရာလေးခင်းချင်တယ်ဘလောက်ကုန်ကြမလဲမသိဘူးဆိုရင်ကျွန်တော်ပေတိုင်းပြီးတော့ဒီဟာခင်းချင်တယ်ဆိုရင်ပေတိုင်းပြီးတော့မှပေရဲ့ area ကိုကျွန်တော်ပေးပြီးတော့မှကျွန်တော်တွက်ချက်ပေးလို့ရတယ်ဗောနော်ကျွန်တော်ကဒီမြောက်ဒီမြို့နေအနည်းတစ်ဝိုက်ကိုပစ္စည်းအရောက်ပို့ပေးလို့ရတယ်ဗောနော်အမဲ့ကျွန်တော်ကရွှေကုတ်ဆိုတော့ရွှေကုတ်ကိုအထိုင်စင်းနဲ့တွက်ပြီးတော့မှဟိုဘက်ကိုပုံမှန်ဟာကားသမားနဲ့စီစဉ်ပြီးတော့မှလုပ်ပေးလို့ရတယ်ဗောနော်ကဲကျေးဇူးပါ